ကဲအားလုံးပဲမင်္ဂလာပါဗျကဲအားလုံးကျွန်တော် Facebook ပေါ်မှာကျွန်တော်နော်ဒုတိအသုံးပြုနေကြတော့ကျွန်တော်ရဲ့ဒုတိထိုးတရာဝါသနာရှင်မိဘသူမိဘပြည်သူများအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတော့ကြကြလေးပါနော်ကျွန်တော် Facebook တစ်ခေါက် live ပြန်လာနေပြီပေါ့နော်ကဲအားလုံးပဲမင်္ဂလာပါ share လို့ရတဲ့အကွေမလုံးက share ပြပါလိုက်လက်မလီမနေ့ကတည်းကဆိုတော့ကွေးမိုင်များလုံးကလိုက်လက်မလီနှိပ်ပြီးတော့ဝင်လာခဲ့ပြီပါကျွန်တော်မနက်ဖက်မနက်ဈေးတွေကျွန်တော်ကနန်းကျွန်တော်၄ခွက်ဆိုင်ပေါ့နော်ဒါကျနေတဲ့ကျွန်တော်ရဲ့ကွေမလုံးကအသုံးပြုလို့ရအောင်လို့ဆိုပြီးတော့ကျွန်တော်ပြပေးထားခဲ့ပါမယ်နော်ကြအားလုံးပဲဝင်လာခဲ့ပြီပါ share လို့ရရင်အကူကြီးမအောင်က share ထားပြီးမယ်နော်အားလုံးပဲမင်္ဂလာပါဗျအားလုံးပဲမင်္ဂလာပါဗျ break ကလည်းကောင်းပါလေကျွန်တော်ရဲ့အကူကြီးမနော်မနက် break လေးကလည်းကောင်းပါလေဗျကျွန်တော် break နဲ့ကျွန်တော်1 chain 2ချက်နဲ့ပေါ့နော်1 chain 2ချက်နဲ့ break ကလည်း2ချက်1 chain ကလည်း2ချက်ကိုက်ညီမှုရှိတယ်ဆိုတော့ကျွန်တော်ကကြိုက်ပါတယ်နော်ကြအားလုံးပဲဝင်လာခဲ့ပြီပါ share လို့ရရင်အကူကြီးမအောင်က share ပေးမယ်အဲ Facebook ကတခါလေကြမှာဝင်နေတာဆိုတော့အားပေးရဲ့လူကြီးမျိုးကရှိတဲ့အခါလေးရှိရမရှိတဲ့အခါလေးမရှိဘူးပေါ့နော်လုံဝဲပုံစံမျိုးလေးဖြစ်နေပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ကိုကြီးမလောင်ကရှင်းမှုရှင်းလေးနဲ့ကူညီပေးမယ်ဟော line ထဲမှာလေးနှိပ်ထားပေးမယ် comment လေးတွေမှာ hi okay လေးမှတ်ပေးမယ်ဆိုတော့အဆင်ပြေပါတယ်ကျွန်တော်ရဲ့ကိုကြီးမလောင်ပဲဟုတ်ပြီလားနော်ကြအားလုံးပဲဝင်လာခဲ့ပြီပါ share မယ်ဗျာအားလုံးပဲများစု share မယ်နော်ကျွန်တော်ရဲ့ကိုကြီးမလောင်ကျွန်တော်တို့ဒါမနက်ဖန်ဒီ18ရက်နေ့နော်19ရက်နေ့မနေ့အတွက်ပါကြအားလုံးပဲဝင်ယူမယ်ဗျာကျွန်တော်ရဲ့အကူကြီးမအောင်လုံးပဲနော်မွေးကနန်းသမားတွေအားလုံးပဲပြောမယ်နော်မွေးကနန်းသမားတွေအားလုံးပဲမနေ့ဖန်ကယ်ပေါက်လာယူထားမယ်နော်ကျွန်တော်ရဲ့အကူကြီးမအောင်မွေးကနန်းသမားတွေအားလုံးဘက်ကမွေးကနန်းကကျွန်တော်တို့ကမထွက်သေးဘူးပေါ့နော်မွေးကနန်းမထွက်သေးဘူးဆိုတော့မွေးကနန်းလေးကိုလည်းကျွန်တော်ကဘလူးမကြော်ဖြစ်တဲ့အတွက်ကြောင့်မနေ့ဖန်မှာဇာတိုးတင်မယ်တင်ပြီးရတယ်မနေ့ဖန်မှာကျွန်တော်ရှိမှာအားလုံးပဲကယ်ပေါင်လေးတစ်ချက်လာပြီးတော့ယူထားပြီးကျွန်တော်ကယ်ပေါက်ကနန်းနှစ်ခွက်ပို့ပေးမယ်ပေါ့နော်ကယ်ပေါင်လေးအားလုံးပဲပြန်ပြီးတော့ Viber လေးဒီမှာတစ်ချက်သွားပြီးတော့နော် hi okay လေးတွေနော် hi လေးတွေပေါ့နော်တရားလို့ချက်တွေတွားပြီးတော့ပို့ပြီးထားပြီးကျွန်တော်ရဲ့ကိုကြီးမအောင်လုံးပဲကပောင်လေးကျွန်တော်ပို့ပေးပါမယ်ကျွန်တော်ရဲ့ကိုကြီးမအောင်လုံးပဲဟုတ်ပြီလားကဲအားလုံးပဲမင်္ဂလာပါship rate ကြပြီး၄ break လိုက်ပြီပေါ့နော်ကျွန်တော်ရဲ့ကို95ကြ8595ကြတယ်ပေါ့နော်အပိတ်တူအပိတ်ကြပြီးလိုက်ဗာလိုက်ရမယ်သိလား hi ခင်ဗျာညချမ်းပါမင်္ဂလာပါနော်အပိတ်တူအပိတ်ကြရင်ဗာလိုက်ရကျွန်တော်ရဲ့ကိုကြီးမအောင်လုံးပဲသိလားအဘူပါဝါလိုက်ရပါတယ်ကျွန်တော်ရဲ့ကိုနော်အဘူပါဝါလေးတတိထားပြီးလိုက်ထားပြီးကျွန်တော်ရဲ့ကိုကြီးမလို့ဒါမျှဝေပေးတာပါသုံးချင်တဲ့ကျွန်တော်ရဲ့ကိုကြီးမလို့ယူသုံးကြပါနော်အဲ့လိုအပိတ်တူအပိတ်ကြတာလို့အကျိုးမှာပဲဖြစ်ဖြစ်ဘယ်ကနန်းမှာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ကိုကြီးမလို့မယ်ထိတ်တူထိတ်အပိတ်တူအပိတ်ဟုတ်တယ်ပါကျွန်တော်ရဲ့ကိုကြီးမအဲ့လိုမျိုးကြားခဲ့ပါကကျွန်တော်ရဲ့ကိုကြီးမအလုံးကအဘူပါဝါလိုက်ထားမယ်ကျွန်တော်ရဲ့ကိုကြီးမလုံးကဟုတ်ပြီလားပြီးတော့ကျွန်တော်တို့ဒီမနက်ညပါဝါကြတာပဲဖြစ်ဖြစ်နော်အကျိုးမှာလည်းအဲ့လိုပဲမော်ဒယ်အင်တာနက်ကနန်းဒီဒါမော်ဒယ်မှာလည်းအကျိုးအင်တာနက်မှာလည်းအကျိုးမှာပါဝါကြခဲ့တော့ရှိရင်လေကျွန်တော်ရဲ့ကိုကြီးမတော်ကဗာလိုက်ရမလဲဆိုတော့တုံညပေါ့နော်တုံညတော့မဟုတ်အဘူးပါဝါပေါ့ဒါထပ်ပြီးတော့လိုက်ထားပြီးပါနော်ကြည့်မယ်19ရက်နေ့အတွက်မှာကျွန်တော်ရဲ့အကိုကြီးမအလုံးဘကပထောင်ဆုံးတစ်ချက်ကျွန်တော်လုံးဆောင်ချက်3ချက်လေးနဲ့ကူညီပေးပါလိုက်လက်မလေးမနေ့ကတီးဦးဆိုတော့ကိုကြီးမအလုံးကလိုက်ကလေးတူတယောက်မကြံအလုံးပဲနှိပ်ထားပြီးကျွန်တော်ရဲ့ကိုကြီးမအလုံးကနော်အလုံးပဲမင်္ဂလာပါဗျမွေးဘက်တီးလည်းအလုံးပဲအဆင်ပြေတယ်နော်ဟုတ်ပြီဒါဆိုကျွန်တော်နောက်ထပ်တစ်ချက်ဝင်လိုက်ပြီးကြည့်ပြီဒုတိယတစ်ချက်ဒီက comment လေးတွေမှာ hi okay လေးမမှန်သေးဘူးဆိုတော့ကျွန်တော်ရဲ့အကူဒီမှာအလုံးက comment လေးတွေမှာ hi okay လေးမှန်ထားပြီးမယ်တဲ့တစ်ချက်ကမရှင်းရသေးဘူးဆိုတဲ့ကိုကြီးမအလုံးဘက်ကကျွန်တော်ကို2 3နေနဲ့သက်ဆိုင်တဲ့ GB လေးတွေမှာအများစု share ပြီးပေါ့နော်ကျွန်တော်ရဲ့ဒီလိုဟာလေးတွေကကျွန်တော်ရဲ့ကိုကြီးမ share လေးနဲ့ကူညီပါဒီလုံးဆောင်ချက်3ချက်လေးနဲ့ကျွန်တော်ကိုကူညီပေးပါဒါကျွန်တော်တောင်းဆိုတဲ့လုံးဆောင်ချက်3ချက်ပေါ့နော်ဒီကကျွန်တော်ဒီ page ကို follow မလိုက်ရသေးတဲ့ကိုကြီးမလုံးက page ကို follower လေးနှိပ်ထားပြီးနော်အားလုံးပဲကျွန်တော်ရဲ့ကိုကြီးမလုံးပဲကောင်းကြပါသေးပေါ့နော်ခေတ္တတော့ကျွန်တော်တို့မနက်ဖက်မှာစိုက်ကပြိုင်မြန်တယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေများလုံးပဲကျွန်တော်လီကျော်ရှင်နေတာကျွန်တော်ရဲ့ကိုကြီးမလုံးပဲဟုတ်ပြီလားအားလုံးပဲဝင်လာခဲ့ပြီကျွန်တော်ရဲ့ကိုကြီးမလုံးပါနော်အားလုံးပဲဝင်လာခဲ့ပြီပါလိုင်းလက်မလေးမနေ့ကတူဆိုတဲ့ကိုကြီးမလုံးကလိုင်းလက်မလေးနှိပ်ပြီးတော့ဝင်လာခဲ့ပြီဒါကျွန်တော်တို့စပြီးတော့သွားမယ်ကျွန်တော်ရဲ့ကိုကြီးမအရင်ဆုံးကျွန်တော်ဒီဘာကိုစပြီးပြပြီးမှလဲဆိုတော့ကျွန်တော်ဝိုင်းချင်းတစ်ချိန်ကိုစပြီးတော့ပြပြီးမှဖြစ်ပါတယ်ဒါကြောင့်တစ်ချက်လိုက်ပြီးတော့ကြည့်မယ်ဗျဒီက52က9ထိပ်စီ16က6နောက်ပြီးဗရိတ်ပါလာမယ်ပေါ့နော်52 9ထိပ်စီ16 6နောက်ပြီးနှလုံးပေါင်းကြီးနေတက်ပါတင်းရဲ့နက်ခတ်တီ8ဆိုပြီးတော့1 8တီကဒါကျွန်တော်တို့ဒီကိုကြီးမအလုံးဝ1ချင်းမှာတဲ့ဒီကောင်ကို1ချင်းတို့တစ်ချက်မှတ်ထားပြီးပေါ့နော်1ချင်းတို့တစ်ချက်မှတ်ထားပြီးပါကြအလုံးပဲ1 8ရဲ့ချင်းက80ခွန်ဆိုတော့ကနန်းလေးကိုထွက်ပြီးကြအလုံးပဲမင်္ဂလာပါဗျဒါတော့နောက်တစ်ပိန်ကကျွန်တော်တို့ဒီမှာပေါ့1 6က1ထိပ်စီ80ခွန်ခွန်နောက်ပြီး1ကဲခွန်ရဲ့နှလုံးပေါင်းကြီးနေ8ပါ
ရှေ့ရဲ့နက်ခတ်တီတိဆိုပြီးတော့ရှစ်တိဝမ်းချင်းကလည်းတင်ကားဆိုတော့ကဏ္ဍလေးကိုထောက်သွားပြီးတစ်တပြားညှိပြီးဒါဆိုနောက်တစ်ပိန်ဒီက80ခွန်ကရှစ်ထိပ်စီတင်ကား9နောက်ပိန်နှလုံးပေါင်းကြီးညီ3မှာ3ရဲ့နက်ခတ်တီ9ဆိုပြီးတော့35တီကလည်းဒါကျွန်တော်တို့ဝမ်းချင်း35ဝမ်းချင်းက39ဆိုတော့ကဏ္ဍလေးကိုထောက်သွားပြီးဟုတ်လားဒါဆိုနောက်တစ်ပိန်တင်ကားဆိုတော့တစ်ထိပ်စီပါ30ဆိုတော့39ဆိုတော့9နောက်ပိန်နှလုံးပေါင်းကြီးဒီက3ညပါ3ညလို့ဖြစ်တဲ့ကြောင့်မလို့တဲ့3ညရဲ့နက်ခတ်တီကဒါကျွန်တော်တို့ခွန်လို့ရ3ညခွန်ဝမ်းချင်းပေါ့နော်3ည2ဆိုတော့ကဏ္ဍလေးကိုထွက်တယ်ဒါဆိုနောက်တစ်ပိန်က39က3ထိပ်စီ3ည2က2နောက်ပိန်နှလုံးပေါင်းကြီးဒီက9ပါ9ရဲ့နက်ခတ်တီ3ကို93ဒီက1ချင်းအဲ့ဒီ93 1ချင်းကိုသူက85ဆိုတဲ့ကဏ္ဍကိုကြပြီးတော့တာဒါဆိုမနက်ဖြန်မှာကျွန်တော်ရဲ့အကွေမှာအလုံးမဲ့1ချင်းလေးဒီပါ1ချင်းလေးဖြစ်မလဲခင်ဗျားလုံးမဲ့ comment လေးဒီမှာမှတ်ထားပြီးပါဗျာအပန်းမကြည့်ဘူးဆိုတော့ကျွန်တော်အကွေကြီးမိုင်များအလုံးမဲ့ကနော်ခင်ဗျားလုံးမဲ့ဝင်လာခဲ့ပြီပေးကို follow မလုပ်ရသေးတော့ကျွန်တော်ရဲ့ဒီအကွေမှတော့ပေးကို follow ဝိုင်းနေတာပဲမင်္ဂလာပါအန်ဒီနော်မင်္ဂလာပါကျွန်တော်ရဲ့လူရင်းလူဟောင်းတွေအလုံးမဲ့မင်္ဂလာပါနော် channel ကကျွန်တော်ရဲ့ဒီ page ကပေါ့နော်ကျွန်တော်ရဲ့အကွေမှာကျွန်တော်ကတပတ်စာမှာကျွန်တော်တစ်ခါပဲလွှင့်မယ်တော့ကျွန်တော်စိတ်ကူးထားတာပေါ့နော်အခုလိုကဏ္ဍကောင်းလေးတွေ့တဲ့အခါမှာလည်းကျွန်တော်ရဲ့ကိုယ်မှာဒါတစ်ခါလာပြီးတော့ပြပေးတာပေါ့ခင်ဗျားလုံးပဲမင်္ဂလာပါ line ထဲမှာလေးနှိပ်ပြီးတော့ဝင်လာခဲ့ပြီ share လို့ရရင်အကူကြီးမအောင်က share ထားပေးပါအောင်ဗျ share လို့ရရင်အကူကြီးမအောင်က share ထားပေးပါကြည့်တော့ကျွန်တော်931ချင်းကဒါမနက်ဖန်sorry မနောက်တစ်ဆက်ပြီးကြည့်မယ်နော်3ညနေက3ညထိပ်ထိ85 9နောက်ပြီပေါ့နော်နှလုံးပေါင်းချင်း3ညရင်9ရင်နှလုံးပေါင်းချင်း9လို့ရတဲ့အတွက်ကြောင့်မလို့9ရဲ့နက်ခတ်တီ3အဲ့ဒီ931ချင်းဒီကဒါမနက်ဖြန်7နာရီ10မိနစ်စီမှာထိပ်စီးတော်၎င်းနောက်ပိတ်တော်၎င်းကြမှာဒီ931ချင်းဒါပထမဆုံးတစ်ချက်ပါကျွန်တော်ရဲ့ကိုယ်မှာလုံးမယ်နော်နောက်တစ်ချက်ကိုကျွန်တော်ပြပေးပါဦးမယ်ကျွန်တော်ရဲ့ကိုယ်မှာလုံးကရှင်းမှုရှင်းအားလေးလုပ်ပြီးထားပါအောင်ဗျနောက်တစ်ချက်ဒီကတဲ့ကျွန်တော်ရဲ့ကိုယ်မှာတစ်ချက်လိုက်ပြီးတော့ကြည့်ပေးပါနော်မင်္ဂလာပါလူကြီးပြပါလေးရက်နေနေနော်ကွန်ကြီးတဲ့ 3D 200ဖို့ရပါတယ်ခင်ဗျာတဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်ကဲဆက်ပြီးတော့ကြည့်မယ်ဝမ်းကြီးနောက်တစ်ချက်ပေါ့နော်52က9ထိပ်စီးပါ16က1ထိပ်စီးပါ9ရဲ့1ကနှလုံးပေါင်းကြီးဒီက6နဲ့ဒီက84 4နောက်ပိတ်ပေါင်းကြီးဒီ3ညပါ3ညရဲ့နက်ခတ်ဒီခုံဆိုပြီး3ညခုံဒီ1ချင်းပါဗျနော်3ညခုံဒီအချိန်3ညခုံအချိန်က80ခုလို့တော့ကဏ္ဍကိုထပ်ပြီးခုံပြားညှိပြီး16က1ထိပ်စီး84က8ထိပ်စီး52က2နောက်ပိတ်ပေါ့နော်182 3လုံးပေါင်းကြီးဒီ1ပါ1ရဲ့နက်ခတ်ဒီ8ဆိုပြီးတော့181ဝန်းချင်းကလည်း15လို့တော့တပြားညှိသွားပြီနောက်တစ်ပင်က80ခုက8ထိပ်စီ52 5ထိပ်စီ3ခုက3နောက်ပိတ်အဲ့မှာကဏ္ဍ3လုံးပေါင်းချင်းဖြစ်ပါတယ်8က9ရဲ့ပေါင်းချင်း3ရဲ့3ရဲ့ပေါင်းချင်းဒီ6ပါ6ရဲ့နက်ခတ်ဒီ9ဆိုပြီးတော့6 9ဝန်းချင်းကလည်း39ဆိုတဲ့ကဏ္ဍလေးကိုထပ်ပြီးဗျကဲကျွန်တော်ကိုကြီးမိုင်မြောင်တော့က share ပြပါအောင်ဗျနော် line မှာလေးနှိပ်ထားပေးဒါဆိုကျွန်တော်နောက်တစ်ပင်လေးကိုဆက်ပြီးတော့ပြပေးဦးမယ်နော်တန်းခိုင်က hi မှာဟုတ်ကဲ့ပါ hi မှာကျွန်တော်ရေကိုနော်အားလုံးပဲမင်္ဂလာရှိကြပါစေဗျာနော်ဆက်ဆက်ပြီးတော့သွားမယ်နောက်တစ်ပင်လေးဒီကကျွန်တော်တင်9ဆိုတော့1ထိပ်စီ3ဦးဆိုတော့3ထိပ်စီ1ကဲ3ရဲ့ပေါင်းချင်းဒီ4ရဲ့ဒီက26ဆိုတော့6နောက်ပိတ်ရဲ့ပေါင်းချင်းဒီက3ညပါ3ညရဲ့နက်ခတ်ဒီခုံဆိုပြီး3ညခုံဝန်းချင်းက3ည2ဆိုတော့ကဏ္ဍလေးကိုထောက်တော့3ညတပြားညှိပြီး39က3ထိပ်စီ26က2ထိပ်စီ3ရဲ့2ကဲနှလုံးပေါင်းချင်းဒီ9ရဲ့3ညရဲ့ပေါင်းချင်းဒီက80ဆိုတော့3ညနောက်ပိတ်နဲ့ပေါင်းချင်းဒီက9လို့ပဲရတယ်9ရဲ့နက်ခတ်ဒီ3ဆိုပြီး93ဝန်းချင်းက85လို့ထွက်တော့9တပြားညှိသွားပြီမင်္ဂလာပါလေဟုတ်ကဲ့မင်္ဂလာပါခင်ဗျကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အကွေမလုံးပဲနော် line လက်မလေးနှိပ်ပြီးတော့ဝင်လာခဲ့ပြီ share လို့ရတဲ့အကွေမလုံးကကျွန်တော်ဒါတယောက်တစ်ချက်ဒီလောက်ပဲဖြစ်ဖြစ်ဒါဝိုင်းဝန်းပြီးတော့ share ထားပြီးပေါ့နော်ကျွန်တော်ရဲ့အကွေမအားလုံးပဲဒါတို့မှနောက်ဖက်တော့ကျွန်တော်ဒုတိယတစ်ချက်မြောက်တော့ဝမ်းချင်းလေးတွေက3ည2က2နောက်ပိတ်ပေါ့မင်္ဂလာပါကြီးနဲ့မင်္ဂလာပါ85 8ထိပ်စီ3ညရင်8ကနှလုံးပေါင်းချင်း8ပါအဲ့ဒီ8နဲ့95ဆိုတော့9နောက်ပိတ်နဲ့ပေါင်းချင်းဒီက3ပါ3ရဲ့နက်ခတ်ဒီ9ဆိုပြီးတော့35ဝမ်းချင်းဒီကလည်းဒါပထမဆုံးတစ်ချက်ဝမ်းချင်းဒီက93ဝမ်းချင်းဒုတိယတစ်ချက်ဝမ်းချင်းဒီက35ဝမ်းချင်းဆိုတော့ဒါဝမ်းချင်းကတူနေတယ်ဒီဝမ်းချင်းဒီကလည်းဗန်းဖက်မှာထိပ်ကြီးတော်၎င်းနောက်ပိတ်တော်၎င်းကြားမဲ့ဝမ်းချင်းဒီက35ဝမ်းချင်းလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အကွေမအားလုံးပဲဟုတ်ပြီနော်ခေတော့ကျွန်တော်အဲ့ဒီ35ဝမ်းချင်းလေးကိုကျွန်တော်ကသူနဲ့တွဲပြီးတော့ပေါင်းမယ် break line လေးကိုကျွန်တော်ဘက်ကနေပြပေးမယ်ကျွန်တော်ရဲ့အကွေမလုံးကရှင်းမှုရှင်းအားလေးလုပ်ပြီးတော့ဝင်လာခဲ့ပြီဟုတ်ပြီလားကျွန်တော်ရဲ့အကွေမလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါနော်သူနဲ့တွဲပြီးပေါက်ပြရမယ် break line လေးဖြစ်ပါတယ်ကဲ break line လေးကိုတစ်ချက်လိုက်ပြီးတော့ကြည့်ပေါ့နော် break ကကျွန်တော်2ချက်ပြပြီးမှဖြစ်ပါတယ်ဝမ်းချင်းကလည်း2ချက်ပြတယ်လို့ break ကိုလည်း2ချက်ပြပြီးမှဖြစ်ပါတယ်ဒီကောင်ကျွန်တော် break ပေါ့နော် break ကကျွန်တော်တို့ဒီမှာ1ချောင်းဆိုတော့6နောက်ပိတ်ပါ
84ဆိုတော့8ထိပ်စီးနဲ့သူ့ရဲ့အောက်ပင်လေးမှာရှိတဲ့80ခွန်ခွန်နောက်ပိတ်ကနန်း3လုံးပေါင်းကြီးဖြစ်ပါတယ်68နှလုံးပေါင်းကြီးတွေက4နဲ့9နဲ့ပေါင်းကြီးတွေတက်ပါဒီကောင်ကြောင့်ကျွန်တော်ပါဝါချင်းတာဖြစ်ပါတယ်ဗျတစ်ကဲပါဝါဒီ6 16ဘရိတ်က15ဆိုတော့6ဘရိတ်လေးကိုထပ်သွားပြီဒါဘရိတ်လားနော်ဆွေနဲ့မင်္ဂလာပါဗျ80ခွန်ခွန်နောက်ပိတ်52 5ထိပ်စီ15 5နောက်ပိတ်3လုံးပေါင်းကြီးတွေခွန်ပါခွန်ရဲ့ပါဝါဒီ2ဆိုပြီးတော့ခွန်2ဘရိတ်ဒီကောင်ဘရိတ်ပါဗျနော်အလုံးဝဒါဘရိတ်ဆိုင်လေးပါခုနှစ်ဘရိတ်က39ဆိုတော့2ဘရိတ်လေးကိုထပ်သွားပြီမင်္ဂလာပါတဲ့ဇုံဝင်းနိုင်ရမင်္ဂလာပါဗျဒါဆိုနောက်တစ်ပိန်ကတင်ကား9နောက်ပိတ်3ဘုက3ထိပ်စီ39 9နောက်ပိတ်ပေါင်းချင်းဒီခွန်ပါခွန်ရဲ့ပေါင်ဝါဒီ2ဆိုပြီးတော့ခုနှစ်ဘရိတ်က3ည2ဆိုတော့2ဘရိတ်လေးကိုထပ်သွားပြီနောက်တစ်ပိန်39 9နောက်ပိတ်26 2ထိပ်စီ3ည2နောက်ပိတ်3လုံးပေါင်းချင်းဒီ3မှာ3ရဲ့ပေါင်ဝါဒီ8ဆိုပြီး38ဘရိတ်ကလည်း85ဆိုတော့ဘာလေးကိုရလေကျွန်တော်3မိနစ်လေးကိုထွက်သွားပြီပေါ့နော်ဒါတော့ကျွန်တော်နောက်ထပ်တပင်လေးကိုဆက်ပြီးတော့ကြည့်မယ်မနက်ဖြန်တက်ပါကျွန်တော်ဒီက3ည2က2နောက်ပိတ်80က8ထိပ်စီ85 5နောက်ပိတ်285လေ3လုံးပေါင်းကြီးနေ9ပါ9ပါဟို3ညဆိုပြီးတော့9 3ညပရိတ်နဲ့တွဲမှာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ရဲ့အကိုကြီးမအားလုံးပဲနော်မင်္ဂလာပါ9 3ညပရိတ်နဲ့တွဲမှာဖြစ်ပါတယ်ဗျနော်ကြောက်လို့မင်္ဂလာပါဝန်လန်ခဲ့ပြီပါကျွန်တော်ရဲ့ကိုကြီးမအောင်နော်ဒါနောက်တစ်ခါဦးကိုရွှေမင်္ဂလာပါနော်မင်္ဂလာပါအားလုံးပဲမင်္ဂလာပါနော်ဥတည်ထွန်းမင်္ဂလာပါအားလုံးပဲကြောက်အားလုံးပဲနောက်တဲ့ပရိသတ်ချက်လေးကိုလိုက်ပြီးတော့ကြည့်ပြပါနောက်တဲ့ပရိသတ်ချက်ကလည်းကျွန်တော်တို့ကလေး80ခွန်နောက်ပိတ်84 4နောက်ပိတ်ခွန်ရင်လေးနှလုံးပေါင်းချင်းတက်ပါဒီကောင်လေးဒါဘရိတ်ဆိုင်ပါဗျတွားပြီးတော့အားကောင်းနေပါတယ်ခွန်ရင်လေးနှလုံးပေါင်းချင်းတွေတက်ပါတစ်ကက်ပါပါဒီ6 16ဘရိတ်ဘာထွက်လဲ6ဘရိတ်နော်52 2နောက်ပိတ်တင်ကား9နောက်ပိတ်နှလုံးပေါင်းကြီးနေခွန်ပါဝါ2ခွန်2ဘရိတ်39ဆိုတော့2ဘရိတ်လေးကိုထပ်ပြီး39 9နောက်ပိတ်3ဘူး3နောက်ပိတ်ပါနှလုံးပေါင်းကြီး2ပါ2ပါဝါခွန်2ခွန်ဘရိတ်က3ည2ဆိုတော့2ဘရိတ်ထပ်ပြီးဒါဆိုနောက်တစ်ပိန်က26 6နောက်ပိတ်3ည2နောက်ပိတ်2က6ကပေါင်းကြီးနေ8 83ဘရိတ်83ဘရိတ်ကလည်း85ဆိုတော့3ဘရိတ်လေးကိုထပ်သွားပြီးဒါဆိုရင်မနက်ဖြန်မှာအသုံးရမယ့်ဘရိတ်လေးဒီအားလုံးပဲ comment လေးမှာမှတ်ထားပြီးပါအောင်85ဆိုတော့ဒီက9နောက်ပိတ်80က3ညနောက်ပိတ်9ရဲ့3ညရဲ့နှလုံးပေါင်းကြီးဒီပါလို့ရလဲ9လို့ပဲရတယ်9ရဲ့ပါဝါဒီ3ည9 3ညကဘရိတ်အဲ့မှာကျွန်တော်ရဲ့ကိုကြီးမိုင်းများအားလုံးပဲ9 3ဒီကဒါမနက်ဖြန်မှာ1ချင်းလို့ရမယ်နော်9 3ညဒီကဒါဘရိတ်လို့ရမယ်ဟုတ်လားမင်္ဂလာပါဦးဝေးတောင်းမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုကြီးပါနော်ကဲအားလုံးပဲမြင်လာပါဒါ brain နဲ့1ချင်းနဲ့တော့ကျွန်တော်ပြပြီးသားပြီလုံးမိုင်းလေးတစ်လုံးဆက်ပြီးတော့ပြပေးမယ်လုံးမိုင်းလေးကဒီထဲကမသက်ဆိုင်တဲ့လုံးမိုင်းတစ်လုံးကိုဆက်ပြီးတော့ပြပေးမှာဖြစ်ပါတယ် brain line လေးကကျွန်တော်တို့ဘေကလာလဲဆိုတော့ brain line တစ်ချက်လိုက်ပြီးတော့ကြည့်မယ်နော်ဒီက16က1ထိပ်စီအဲ့ဒီ1ဒီလုံးမိုင်း16လို့ထွက်ပြီး84က8ထိပ်စီအဲ့ဒီ8ထိပ်စီက8ဒီလုံးမိုင်း80ခုလုံးထွက်ပြီး9နှစ်က9ထိပ်စီအဲ့ဒီ9ဒီလုံးမိုင်း15ဆိုတော့ကဏ္ဍကိုထွက်ပြီး3ဘုက3ထိပ်စီ3လုံးမိုင်39လို့ထွက်ပြီး26က2ထိပ်စီ2လုံးမိုင်3ည2လို့ထွက်ပြီး80က8ထိပ်စီ85လို့ထွက်ပြီးအပြင်ကလုံးဝရှည်နေတယ်ပေါ့နော်95က9ထိပ်စီ1 2 3 4 5 6 9ပင်မြောက်ဖြစ်သွားပြီ95 9ထိပ်စီကမနက်ဖြန်မှာ9ပိုင်ဆိုပြီးရှိတယ်ဟုတ်လားနော်ဒါဆိုကျွန်တော်ထိုးကြကဏ္ဍကဘယ်နှခွက်ရှိမလဲဆိုရင်တစ်ချက်လိုက်ပြီးတော့ကြည့်မယ်ကျွန်တော်ရဲ့ကိုယ်မှတော့မနက်ဖြန်မှာကျွန်တော်အသုံးပြုရမှာပေါ့နော်တစ်ချက်လိုက်ပြီးတော့ကြည့်အားလုံးပဲကျွန်တော်ရဲ့ကိုယ်ရောမင်္ဂလာပါလိုင်းလက်မလေးနှိပ်ပြီးတော့ဝင်လာခဲ့ပြီကဲလုံးမဲဝင်လာခဲ့ပြီပါမနက်ဖြန်ကျွန်တော်တို့ဘတ်တီးပေါ့နော်19ရက်နေ့ပေါ့နော်19ရက်နေ့မနက်ပါ19ရက်နေ့မနက်တော့ပါကျွန်တော်ရဲ့ကိုယ်မှာတော့မယ်နော်19ရက်နေ့မနက်တော့ပါအားလုံးပဲဦးကြည်တန်းလားဦးကြည်တန်းရှက်ပေါ်ပါနေဦးလေးနော်ကျွန်တော်တို့ရှက်ပေါ်တိပါဦးမြန်ဦးဆန်မင်္ဂလာပါ19ရက်နေ့မနက်အတွက်မှာဒါပတ်တီးပေါ့နော်ဗိုလ်တို့နေ့မနက်အတွက်မှာပတ်တီးလေးကိုကျွန်တော်ရေးပြပေးမှာဖြစ်ပါတယ်ပတ်တီးတွေကကျွန်တော်ရဲ့ကိုယ်ကြီးမအောင်လုံးမယ်ဒါကအရန်စီဖို့ကစားလို့ရအောင်လို့ကျွန်တော်ပတ်တီးထည့်ပေးထားတာ9ပတ်တီး3ပတ်တီးပါနော်ပတ်တီးကျတဲ့ကျွန်တော်ရဲ့ကိုယ်မဆိုလို့ကျွန်တော်9ပတ်တီး3ပတ်တီးကမနက်ဖြန်မှာအားကောင်းပါတယ်ပြီးတော့ကျွန်တော်ရဲ့ကိုယ်မအလုံးပဲဒါနေကုံကြီးကြိုက်တဲ့ကျွန်တော်ရဲ့ကိုယ်မဒါနေကုံကြီးပါ
နေကုန်မထိမဖြစ်ကြီးတာနေ့တိုင်းမှန်နေတဲ့ကြီးပါ385ဆိုတော့ကြီးပါဗျနော်အကြိုက်ကြီးကျွန်တော်ရဲ့ကိုယ်မှာလိုက်ပြီး3မိနစ်တော့မြတ်မြတ်တဲ့မင်္ဂလာပါတာလီအဖေးလေးပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျာနော်ကဲဒါဆိုရင်ကျွန်တော်ရဲ့ကိုယ်မှာတော့တစ်ချက်လိုက်ပြီးတော့ကြည့်မယ်အဲ့ဒီ93ကိုပေါ့နော်ကျွန်တော်တို့ကဗရိတ်နဲ့တွဲမယ်6လုံးမိုင်နဲ့တွဲမယ်နော်50ဆိုတော့ကဏ္ဍရှိမယ်ဗရိတ်5ပါ5ဘူးဆိုတော့ကဏ္ဍရှိမယ်ဒါဗရိတ်3ညပါ50နဲ့9ဆိုတော့ကဏ္ဍတစ်ခွက်ရှိမယ်ဒါ5ဘူးတော့အားကြမလို့ပေါ့နော်ပြီးတော့3နဲ့ဆိုရင်30နဲ့30နဲ့ခွန်30နဲ့9အမှကဏ္ဍဘယ်နှခွက်ရှိမလဲ6ခွက်ရှိမယ်အဲ့ဒီမှာကျွန်တော်တို့ဒီက90နဲ့1ဆိုတော့ကဏ္ဍ90နဲ့6ဆိုတော့ကဏ္ဍ2ခွက်ထပ်ပြီးတော့ထည့်ပေးလိုက်တယ်နော်အရင်တော်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျာနော်ကဲလိုက်လက်မလေးလည်းနှိပ်ထားပေးပါနော်ကဲအားလုံးပဲဒါဆိုရင်ရင်သိန်းကဟိုင်းပါဟုတ်ကဲ့ဟိုင်းပါကဲဒီမှာကျွန်တော်ကဏ္ဍပြီးသွားတာဒီမိတ်ဆွေများတော့ကဏ္ဍဒီက6ခွက်ပါ6ခွက်ထဲမှာကျွန်တော်ရဲ့ကိုကြီးမှာအဘူကတစ်ခွက်ပါတယ်ပေါ့နော်အဲ6ခွက်ထဲမှာဒါကျွန်တော်ရဲ့အကိုကြီးမိုင်များလုံးကကျနေတဲ့အကိုကြီးမလုံးကကျနေတဲ့အကွက်ကိုတင်ထိုးပေါ့ဟုတ်လားကျွန်တော်ရဲ့ကိုကြီးမလုံးပဲနော်ကျနေတဲ့အကွက်ကိုတင်ထိုးပါအဲ့ဒီထက်ကမှကျွန်တော်မိတ်ဆွေများလုံးကိုကျွန်တော်မွေးကနသမားတွေရောဒီထဲကလူတစ်တွေရောမိတ်ဆွေများလုံးပဲကျွန်တော်အချိန်မှာဒီမနက်ဖြန်တော့ကဲပေါင်း2ခွက်ပေါ့နော်ကဲပေါင်း2ခွက်လို့ဒီလည်းကျွန်တော်ရဲ့ကိုကြီးမလုံးကလာပြီးတော့ယူထားပြီးပါကျွန်တော်ဒီထဲကနေရှာထားပါတယ်ကျွန်တော်ဒီ live show ထဲမှာပေးလိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ကိုကြီးမလုံးကကဏ္ဍကအရန်ဟော့သွားမှလည်းဆိုးတဲ့အတွက်ကြောင့်လို့ပါနော်ကဲပေါင်း2ခွက်ကောင်းမှာကျွန်တော်ရဲ့ကိုကြီးမလုံးပဲနော်ကဲပေါင်း2ခွက်ကောင်းလာပြီးတော့ယူထားပေးနော်ဒီညတွေကယူထားတဲ့ကျွန်တော်ရဲ့ကိုကြီးမလုံးကိုဒီညတွေကကျွန်တော်ပို့ပေးနေပါပြီဒါကြောင့်အစောဆုံးလာယူတဲ့မိတ်ဆွေများလုံးကအစောဆုံးရမယ်မမလာယူပြရမလဲဆိုတော့ဒါ Viber 3နဲ့ကျွန်တော်ရဲ့အကိုကြီးမလုံးကြတော့ Viber 4မှာတစ်ချက်လာပြီးတော့ယူထားပေးနော် Viber 3နဲ့ကျွန်တော်ရဲ့အကိုကြီးမလုံးကြတော့ Viber 4မှာတစ်ချက်လာပြီးယူထားပေး3969နဲ့3955ခွန်39နော် Viber မှာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့အကိုကြီးမလုံးက message မှာပဲဖြစ်ကျွန်တော်ရဲ့အကိုကြီးမလုံးကဟိုင်းထားပေးပါနော်ဗီဒီယိုငွေတရားကြိုတောင်းခြင်းမဟုတ်ပါကျွန်တော်ရဲ့ကိုတော့အောင်ပါသေးတယ်ဟုတ်ကဲ့ပါဒီလာမလို့ခြင်းနဲ့ကျွန်တော်ရဲ့ကိုမှကျွန်တော်ဒီကနေ့ကျွန်တော်တို့ဘယ်နှကွက်လဲဆိုတော့6ကွက်ပေါ့နော်8ကွက်ပေါ့နော်8ကွက်နော်8ကွက်ချုပ်ပြီးထိုးပြီးပါကျွန်တော်ရဲ့ကိုပေါ့နော်ခဏ8ကွက်ချုပ်ပြီးထိုးပြီးပါအဲ့ထက်မှာအပူတော့ပါမယ်နော်အပူတော့ပါလိမ့်မယ်နော်ကျန်တော့မယ်အဲ့ဒီ8ကွက်ထဲကပဲကျွန်တော်က main ကွက်ထုတ်ထားတာဖြစ်ပါတယ်အဲ့ဒီ main ကွက်ကိုကစားခြင်းနဲ့ကျွန်တော်ရဲ့အကိုကြီးမလုံးကကျွန်တော်အောက်မှာပြထားခဲ့တာကျွန်တော်ကိုပိုင်3နဲ့ visit ကက်ကလေး69နဲ့3955ခွန်39လေးအဲ့ဒီဖုန်းရဲ့ Viber ပါပဲဖြစ်ဖြစ် message လေးမှာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ကိုကြီးမှာတစ်ချက်လာပြီးတော့ယူထားပြီးပေး messenger မှာလာတောင်းလို့ကျွန်တော်ကောင်းကကနန်းပို့မပေးဘူး messenger မှာကျွန်တော်ကနန်းမပေးတော့เนาะကျွန်တော်ရဲ့ကိုမှာကနန်း messenger လေးမှာကျွန်တော်ဝင်ပြီးတော့ကျွန်တော်ကနန်းတွားပို့ခြင်းမရှိပါကျွန်တော်ရဲ့ကိုမှာเนาะဒါကြောင့်ကျွန်တော်အခုပြထားတဲ့ဖုန်း message မှာပဲဖြစ်ဖြစ် Viber လေးမှာဖြစ်ဖြစ်တစ်ချက်သွားပြီးတော့ယူထားပြီးမွေးကနန်းလိုချင်တဲ့ကျွန်တော်ရဲ့ကိုမှာမွေးကနန်း high ဆိုပြီးတစ်ချက်လာပြီးပါနေတဲ့လူချက်ကျွန်တော်ရဲ့ကိုကျွန်တော်နေတိုက်ပေါ့เนาะဒါမေးပြီးလို့လိုချင်တဲ့ဟာကိုလာပြီးတော့ယူလို့ရပါပြီเนาะအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့အကိုကြီးမလို့เนาะစိတ်ချမ်းသာခြင်းကိုကြီးကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါသည်ပေါ့เนาะအားလုံးပဲဒါဆိုကျွန်တော် like လေးကိုနားမယ်ဗျာ